ပြည်ရင်းမလားသုံးလုံးချန်ပီယံဖြစ်လာတဲ့ဘာစီလိုနာအားလုံးပဲမင်္ဂလာပါခင်ဗျာ J-Bet 425ကနေပြန်လည်ကြိုးလိုက်ပါတယ်ဒီဟာဒီဥရောပအကောင်းဆုံးသင်းတွေကတသိန်းဆိုရင်ဘာစီလိုနာကိုချန်ရစ်ခဲ့လို့မရပါဘူးဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်တွေကိုပိုင်ဆိုင်ထားတဲ့ဘာစီလိုနာဟာချန်ပီယံလိမ့်မှာဆီမီဖိုင်နယ်ထိရောက်ရှိခဲ့တယ်လို့ပြည်ရင်းမှာလည်းဖလားသုံးလုံးချန်ပီယံဖြစ်အောင်ပွဲခံနိုင်ခဲ့ပါတယ်ဘာစီလိုနာပြီးခဲ့တဲ့ရာသီမှာနီးပြစာပေနဲ့အဆင်ပြေဖြစ်ပြီးနေရာဒီမှာဟန်စီဖလစ်စတင်ရောက်ရှိလာခဲ့ပါတယ်ဖလစ်ဟာရေသွင်းမြင့်တဲ့နီးပြတယောက်ဖြစ်ပေမဲ့ပွဲဥထွက်ရာသီကိုတော့ဒီလောက်ထိအောင်မြင်မယ်လို့တော့ဘယ်သူမှမထင်ခဲ့ကြပါဘူးဖလင်ဟာဘာစီလိုနာရဲ့အတွေ့အကြုံများတဲ့ Robert Lewandowski လိုစီနီယာကစားသမားတွေကိုလာမဲရာမဲလိုလူငယ်လေးတွေရဲ့တက်ကြွမှုနဲ့ပေါင်းဆက်ပြီးဟန်ချက်ညီတဲ့အသင်းအဖြစ်ပုံဖော်ထုတ်စစ်ပေးခဲ့ပါတယ်။ လူတွေကြိုက်တဲ့45ဒါကြီးရှိတ်လိုက်အဲ့ဟာ Timber 45 Timber 45ဘာစီလိုနာဟာဒီဟာဒီမှာတိုက်စစ်အကောင်းဆုံးအသင်းအဖြစ်လာလီဂါသွင်းဂိုး68ခုနဲ့ပြိုင်ပွဲစုံသွင်းဂိုး168ခုရရှိခဲ့ပါတယ်။ဘာစီလိုနာဟာလက်ကျန်နှစ်ပွဲမှာမြို့ကန်ပြိုင်ပွဲအက်စပန်ညိုကို2-0နဲ့အနိုင်ရရှိလိုက်ခဲ့တာကြောင့်ရီယယ်မက်ဒရစ်ကို9မှတ်ဖြတ်လိုက်နိုင်ပြီဖြစ်တဲ့အတွက်လာလီဂါချန်ပီယံဖြစ်လာခဲ့ပါတယ်။ဘာစီလိုနာဟာဒီဟာဒီမှာအန်ကလစီကိုပြိုင်မဲ့ရီယယ်မက်ဒရစ်ကိုတွဲဆုံမှု၄ချိန်မှာ၄ချိန်စလုံးဂိုးပြတ်နိုင်ရရှိခဲ့ပြီးဒီလိုအောင်မြင်မှုကအန်ကလစီကိုတမိုင်းမှာပထမဆုံးဖြစ်ပါတယ်။ဘာစီလိုနာဟာရီယယ်မက်ဒရစ်ကိုဒီတိုင်းနိုင်ယူထားခဲ့တာမဟုတ်ပဲဖိုင်နယ်တွေမှာပါအနိုင်ယူပြီးကိုပါဒယ်လီနဲ့စူပါကပ်ကိုလည်းရယူထားခဲ့ပါသေးတယ်။ဘာစီလိုနာဟာပြည်ရင်းဖလားသုံးလုံးချန်ပီယံအဖြစ်36နှစ်အတွင်းပထမဆုံးအကြိမ်ပြန်လည်အောင်မြင်မှုရရှိခဲ့ပါတယ်။ဟန်စီဖလစ်ကနားရသေးမှာရောဘာစီလိုနာအတွက်ဘယ်လိုအောင်မြင်မှုတွေယူဆောင်လာပေးမလဲဆိုတာရင်ခုန်စရာကောင်းနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။